ပြတ်မယ်ပေါ့ကွာတည်မလား bla 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 ပြီးညနေကြလို့ကြရင်ညလောက်ကြရင်တဲတဲဆိုသူကလာပြီမဟုတ်ရင်လည်းကိုဆိုလာရပြန်တဲ့သွားပြန်နော်မုတ်စားလိုက်တဲ့တာပဲတော်တော်တဲ့နေရတာမတဲ့နေရတာတရားပါစိတ်ကောက်မမဆောင်ဝင်နော်မမဆောင်ဝင်တဲ့တယ်လို့မတဲ့တယ်လို့နဲ့တိတ်ရင်မခုံတော့အဲ့တဲ့တာမတဲ့တာကျွန်တော်တို့ကသူနောက်တနည်းပြောင်းရင်ပြောင်းမပြောင်းရင်ကျွန်တော်တိတ်ရင်မခုံတော့တဲ့မတဲ့ဘယ်လိုပြောမလဲလူပင်ပတ်နေတာဒါကြီးပဲပြက်လည်းမပြက်ဘူးပြက်ပြီဆိုပြီးပြက်လည်းမပြက်အဲ့တော့တိတ်ရင်မခုံတော့နောက်အရင်တော့ကတော့သူတစ်ခုလုပ်ပြီဆိုရင်ကျွန်တော် technical ရှိဖြစ်သွားတာဒါပေမဲ့အခုနောက်ပိုင်းကျတော့သူဘာဖြစ်အော်သူပုံစံပဲသူဖြစ်နေကြမယ်လေဆိုပြီးတော့ကျွန်တော်ကောက်ပြီးရေးလိုက်တယ်တရားပြန်နေပြောပို့ပြီးတော့နားလည်မှုရှိလာလို့ပေါ့နော်နားလည်မှုရှိလာတာပေါ့နော်အဲ့ဒါပါပဲပြတ်မယ်ပေါ့ကွာတည်မလား bla 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 ပြီးညနေကြလို့ကြရင်ညလောက်ကြရင်တဲတဲဆိုသူကလာပြီမဟုတ်ရင်လည်းကိုဆိုလာရပြန်တဲ့သွားပြန်နော်မုတ်စားလိုက်တဲ့တာပဲဘိုက်စားလေးဘိုက်စားရင်ပြန်တဲ့ချုပ်ွက်တွေလည်းတည်တယ်ချုပ်ွက်တွေတည်တယ်ချုပ်ခွာတည်တယ်ဟောအဓိကကွာ45မိနစ်တခါလှနှုတ်ကိုသူပဲရောက် message လေးပို့မယ်ဓာတ်ပုံလေးပို့ပြီးဂျင်းတတ်ပြီးဒါပေမဲ့ तू ကလည်းဖြစ်ချင်တဲ့ခိုက်ဆုံးမေ့သွားတယ်တစ်နာရီ2နာရီလောက်မေ့သွားကျွန်တော်မမေ့ပါဘူးအသိအများကြီးမမေ့ပါဘူးအဓိက तू ပြောသမျှကျွန်တော်လှုပ်ခိုင်းတဲ့ဟာတွေ तू ပြန်မလှုပ်ဘူးမဟုတ်လေလူကြီးလေအဲ့ဒါကြီးကကျွန်တော်အရင်တော့အတိတ်ပဲမရှိဘူးလို့မှတ်တယ်ဗျဒါပေမဲ့လည်းအခုကြတော့ကျွန်တော်လည်းသူ့ကိုပြတ်နေတာလည်းမဟုတ်ဆိုတော့သူဆေးရပေါ့နော်သူဆေးရသူလိုရပေါ့မဟုတ်ဘူးလေပို့ဆိုတော့ကိုပို့ရသူမပို့လဲကျွန်တော်ကပြန်မပြောတော့လူကြီးကပို့ဆိုရင်ပို့လူကြီးကပို့ဆိုရင်ပို့ဒါပဲဒီလူကြီးကပို့စရာမလိုတိတ်ပဲမရှိလူကြီးကဒိတ်ဆိုဒိတ်ရလား45မိနစ်တခါပို့ပေးရမယ်တဲတဲကိုပဲရောက်နေပြီကိုထမင်းစားပြီးကိုနော်ဘာ45မိနစ်လောက်ပါပြီးသွားရင်သူ့ကိုပြောတာဒါပေမဲ့လမ်းတို့ကျတော့အလုပ်တွေလုပ်ပြီးတစ်ခါကြရင်တချို့လူတွေနဲ့စကားပြောနေဆိုဖုန်းလုံးဝမကင်မိရရှိရယ်ဒါပေမဲ့ तू ဖုန်းမကင်တော့လမ်းတို့ကမရအောင်စိတ်ဆိုးတယ်ဘိုင်းပေါ်မှာတက်လာလေဟိုဘလောက်တောင်မအားပေါ့နော်ဟိုအခုဒီမှာ interview နေပြီ interview ဖြေတော့မယ်သိရလား9စက္ကန့်ပဲကြာတယ်ကွာလားအနည်းဆုံးတော့အနည်းဆုံးမဟုတ်ပါ SMS လေးပို့လိုက်သိရမလားပြီးပြန်ခေါ်မယ်အခုကဘာမှမသိဘူးသူစိတ်ပို့တယ်လို့ကိုလည်းစိတ်ပူတယ်လေသိရမလားအခုကအဲ့လိုမျိုးမေ့လဲွားပြီလားဘာလားပေါ့နော်လူငယ်မှမဟုတ်တာနော်ပြန်လဲပို့အလားမဟုတ်ဘူးလမ်းတို့ကလည်းပို့တယ် तू ကလည်းပို့တယ်ဒါပေမဲ့တစ်ခါလေလမ်းတို့ကတကယ်တနေရာရောက်နေပြီဆိုလို့ရှိရင်လမ်းတို့မပို့တော့တာရှိရယ်အဲ့နေရာမှာပေါ့ပြီညာပြောတယ်ပဲအဲ့ဆိုလမ်းတို့မသိချင်ဆိုတော့စီရိုးနားမှာတော့မပို့ဘူးအဲ့လိုလမ်းတို့ရဲ့တနေရာနဲ့သူ့ရဲ့45မိနစ်တခါပြေးရတာနဲ့အဲ့မားနေပြီအဲ့ကြောင့်ကျွန်တော်မပြောတော့ဘူးသူဘာကြီးဒီကခါကျရင်သူ့ပြစ်ဖုံးဖို့အတွက်ကိုယ့်ပြစ်ကိုပွင့်တာရှိတာအဲ့ကြောင့်ကျွန်တော်အသားကြီးမေးတာလူကြီးကဒီလိုလူကြီးပြအမြဲမှန်တယ်ခလေးရမှာအချက်တွေကွဲနေတယ်ဟုတ်တာလည်းမဟုတ်ပြန်လည်းမရှင်းချင်တော့ဘူးပြင်းလာပြီထင်းရင်လို့တာဖျားကိုလှူလိုက်တယ်ဟုံးတာဆိုင်ဘာမှတက်မရတော့ဘူးပြောတာ3ရက်3ရက်လှူလိုက်တယ်3ရက်အချိန်ရတယ်သိရင်တော့ပြန်ရေးမှာပေါ့ရေးမှာဖုန်းမကင်ရေးမှာလူကြီးဆိုစိတ်ပူရတယ်ပေါ့နော်ရှင်းပြောရလို့ရှိရင် तू ဘာလုပ်နေလဲဘာဖြစ်နေလဲဘယ်ရောက်နေလဲဆိုတဲ့ဟာလေးပေါ့အနည်းဆုံးကတခြားရေးစားနဲ့ချင်းတွေ့နေတော့မှ45မိနစ်တခါလှနှုတ်သတိရနေချင်းနဲ့ပြီပူရီတကယ်ရရဲ့ဟမ်တကယ်ရမရှိပါဘူးတကယ်ရလို့45မိနစ်လားမဟုတ်တခြားသူနဲ့ထားမရပါဘူးရှောက်ကြောလိန်ပေါ့ကွယ်ဒါတော့ညာပေါ့ကွယ်ဟုတ်ပါဘူးစောစောလိန်ခိုင်းတာမဟုတ်တာပေါ့ဒီခဏတော့ဒီမှာဘေဘီလေးနဲ့ရှိနေတယ်အဲ့လိုပြောရအဲ့လိုတော့ပြောနေလေညာစောစောပြောရတယ်နော်ခတ်တော့ခတ်မဟုတ်ကွာအနည်းဆုံးကွာကိုသိရမလားအိမ်နာတက်နေလို့ sorry ပါ video call ခေါ်လို့မရကိုရှက်လို့အဲ့လောက်လေးတော့လိန်ပေးလေ white lies ပေါ့သိရမလားကျွန်တော်အမြဲဖုန်းမကင်တော့ဖုန်းကင်တယ်ဟိုတနေ့ကမကင်အဲ့တခါပဲကျွန်တော်မကြားလို့လေဟုတ်တယ်မလား KTV ရောက်မကြားဘလို့ကြား KTV ရောက်ရင်ဖုန်းမကင်တော့အဲ့ဒါတော့လှမ်းတော့မကြိုက်ဘူးတခြား relationship coach အနေနဲ့ wall ပေါ်မှာတက်ရေးတာကိုယောက်ျားကြီး KTV ရောက်ရင်မိန်းမတွေပျော်လိုက်ပါဒါပေမဲ့ကိုကလည်းကြတော့မရဘူးဘာလို့ဆိုတော့ငယ်သေးလို့စိတ်ပူလို့ငယ်ပါဘူးနော်စိတ်ပူလို့ပါမဲ့ကိုတက်ကြီးတဲ့ဘဲဘဲကြီးတွေ KTV ရောက်ရင်တော့ပျော်လိုက်ပေါ့နော်ကိုလည်းလွတ်လပ်တယ်မဲ့ကိုထက်ငယ်လို့လှမ်းတော့တာတာဝန်ယူပေးထားခံလိုက်ရပါဘူးအဲ့ဒါလေးပြောနေရဟမ်
ပျော်နေရလားဆိုတော့မပျော်ပါဘူးပြောလည်းမပျော်ဒါပေမဲ့ဟိုသူကဒီလိုမျိုးဆိုလို့ရှိရင်ကျွန်တော်ဒီလိုမျိုးနေပေးလိုက်တယ်နားထောင်ပေးလိုက်တယ်တခါကျရင်သူပြောတာတွေကအတိတ်ပဲရှိတယ်လေအတိတ်ပဲရှိတော့မှားတင်တာမမှားအောင်သူကပြောတယ်ဒါပေမဲ့ကျွန်တော်မှားနေပြီဆိုတော့ style နဲ့သူကပြောတာဒီမှာဘာမှမလုပ်ရသေးဘူးသိရမလား तू ကမဟုတ်ဘူးလေဗဇက်ဟာနဲ့ဥပနဲ့ခွေရှိလဲဆိုတာသိနေတဲ့အတွက်ကြောင့်ဖြစ်တော့မယ်ဆိုတော့လှမ်းတော့အကြားမြင်နေရနေတဲ့သဘောပေါ့နော်သူ့ကိုမြင်တာနဲ့အကြားမြင်နေရနေအလိုလိုအဲအကြောင့်သူ့ကိုတားဆီးပေးတာကိုတော့အကြားမြင်ဆရာကြီးကြတကူးတကသွားပြီးတဲကိုကြအထင်မကြီးဘူးစိတ်ဆိုးတယ် ဟုတ်ကဲ့ရှောက် စိတ်ချင်းဆက် သိချင်းစသိတယ်